ấy xì dài mà ok kéo mình là ba thì nhà mà cho nó màu bây giờ vậy màu rất vui vậy bây giờ màu máy vậy nó cho nó ta khai mà phía phải á tấu gì hôm mà cái là xì sao nhỉ bây giờ hai lô bảo lão mà thì bắt cha lùi á thì nhà thì tấu gì với xì vậy nó chén lùi mà á chào sang nghe mà xì thì mà hai phía tỏ trải mà tỏ bắt chọn lão xì ấy nạp ba lão xì ta xe là xì vào mà mấy giờ xì phía vào ý rồi hai cái vậy chứ nào cháo quá đó nhỉ nhá coffee kéo hai cái rồi đi cái mà nó coffee ta tao thấy sao mà nó thấy sao mà nó xe hai chợ châu lồng nhà nó cho mà món ăn chợ cho chợ nó ta khỏi ta mòn rồi nên này đi sang cái tay vừa đấy cho xe cho món đã nó rồi khi nên vui vui vào nó ta này muốn chuyện liều đâu mà nó học cái gì món rồi còn thì chịu món thì miếng đi cho mọi nó không sát chảo cho nó sắc cuốn nó sẽ còn cho tôi cũng xếp cả cho nó có lao tiền vào phải thì có tao sẽ nằm nhiều lâu qua rồi nó lâu qua thì cho nó thấy rồi pha đen lâu qua thì nó không sắc cuốn chia sẻ cho nó chứ mà chỉ về bắt thông thang nhé xì dài mà là sâu rồi màရပါပြီလက်ဖက်ရည်ဆိုင်ပါနော်
ဒီဆိုင်လေးဖြစ်ပါတယ်ဒါလည်းကျွန်တော်တို့လက်ဖက်ရည်ဆိုင်ဖြစ်ပါတယ်ဒါကျွန်တော်တို့လာတောက်တာဖြစ်ပါတယ်ဝါထိုင်ဘူးလားရနေထားတော့ကဲကျွန်တော်တို့တကြောင်ဖြုတ်ပြီးတော့နော်ဖက်ရည်နေတာဆရာကြီး ကော်ဖီလာတောက်တာပါ စီကုတ်ခံပြီးတော့နော်ဒါကတော့ကျွန်တော်ဝန္နာပေါ့နော်ဖက်ရည်လည်းအညာဆက်လို့ဘယ်လိုဆွဲနေဒါဆိုင်ရ view လေးလည်းမိုက်တယ်နော်မစိုးတော့မိုက် လေးလာနေစီးနေ ကဲကျန်ညောက်ရောက်လာပြီနော်ညံနော်ဒီလိုကိစ္စရယ်မဒါပထုံထန်နေတီးကားနဲ့ဆွဲနေပါနော်ဒါတော့မှာရှမ်းဖောက်ဆွဲနော်ကိစ္စလေးဒါလက်ဖောက်တက် ကိုပေးရောင်း 45 45မှန်လား 45ဆို အဲ့တော့45မှန်တော့လို့ရှိရင်ဟိုကောကိုလာဘယ်လောက်ကိုပြတ်စကြော45ကိုအခုပတ်ပြီးတော့ဟာဟွာ ပတ်တူကဘယ်လောက်5သိန်းကျော်လား 9သိန်းကျော်လေ 9သိန်းကျော် အဲ့ဒီကြောက်တယ်အဲ့ဒီ45ဆိုရင်ဟိုမှာပုံမေးကြောဘာနဲ့ထက်လိုက်ပြီပြီးပြီအခက်ဘူး 3သိန်းကျော်ဘူးလားအားသုံးလုံးမှာပြည့်ထည့်လိုက် ပြီးထက်လိုက် ဆိုရှေ့တော့ ပြည့်ရွာလောက်อ่ะဒါမဲ့3သိန်းကျော်လောက်ထည့်ပါရင်ကျွန်တော်မိအောင်တော့လိုက်ရမှာနော် ပြောလိုက်ပါမင်းမရေမဒီလိုရှုံးခံမှာဘာလို့မလဲငါပေးပဲငါဆယ်လိုက်ငါပေးရတိတ်လို့ရှိတယ်မင်းကတိုင်နေရဟုတ်တယ်လည်းလို့တင်တိုင်းတော့ fight လေးအောင်ဒီဝယ်တိုင်းတော့ ဒါတော့ကျွန်တော် ဖြည်းဖြည်း ဘိုက်ကရဲ့လောကအနေထားပါနော်ဆိုင်မဆုံးရင် မဟုတ်အမျိုးလေး နည်းနည်းပါပေါ့တကီလေးပါပြည့်တယ် အခု ဒါပါဆိုင်ငယ် လဲပြီးဆို ဆိုင်ငယ်မောင်းလေဆိုတော့ဆိုင်ငယ်တောက်ကီလေးပြည့် ကျွန်တော်ဟာတခါလေးလှုပ်လို့မရဘူးတခါလေး